ကြက်ခိုင်တဲ့ဥက္ကဋ္ဌတွေကကြက်ခိုင်တဲ့စိတ်လူတယောက်ရဲ့ဘဝဟာသူတို့ချင်တာလုပ်နိုင်တဲ့အချိန်ကိုဘယ်လိုလုပ်ဖြစ်တယ်ဘယ်လိုအသုံးချရဲဆိုတဲ့ပုံမှာအများဆုံးမူတည်ပါတယ်တချို့ကတော့ဘာမှမလုပ်ပဲအပျော်ပါးတွေပဲလုပ်ပြီးတော့မှကုံဆုံးကြတယ်တချို့ကကြတော့ကာယဘက်မှာရောညာနာဘက်မှာရောကိုယ့်ကိုယ်ကိုတိုးတက်အောင်ကြိုးစားကြတယ်ညာနာအကောင့်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလမ်းလေးကိုဖတ်ပြပေးသွားပါမယ်တနေ့ကိုအနည်းဆုံးမိနစ်30ပညာလေ့လာလိုက်စားဖို့အတွက်အချိန်ပေးရပါမယ်နံပါတ်2ကတော့အာယုံစုစိုက်တဲ့အင်အားတိုးတက်ကြီးမားလာအောင်ကြိုးစားပါမယ်ဥပမာတရားထိုင်တာလို့ပါလို့ပေါ့နော်နံပါတ်3လုပ်ရမှာကိုမပြတ်မကွက်မှန်မှန်ကြိုးစားလုပ်ရပါမယ်ပြောရမယ်ဆိုရင်တော့အချိန်ရွှေ့တာတွေဒီနေ့ပြရမယ့်အလုပ်ကိုမနက်ဖြန်မှလုပ်မယ်ဆိုပြီးတော့မှအချိန်ရွှေ့တာမျိုးကတော့မလုပ်သင့်ဘူးတဲ့ကိုလေ့လာနေတဲ့ပညာရပ်မှာထူးချော်အောင်ကြိုးစားပါမယ်ကိုယ်တိုင်တွေးခေါ်စဉ်းစားရမယ်လေးခုနေနေရမယ်ကိုယ့်ရဲ့စိတ်ကိုနိုင်အောင်ထိန်းရမယ်စာအုပ်ကောင်းတွေဖတ်ရမယ်စာအုပ်ကောင်းတွေဖတ်တာကဘာနဲ့တူလဲဆိုရင်စာကြီးပေးကြီးပဲစာဖတ်ဖို့ပေးနိုင်တဲ့လောက်အချိန်ကိုပညာရှိတွေရဲ့အကောင်းဆုံးအတွေးခေါ်ယူဆတွေကိုဖတ်မှတ်တဲ့နေရာမှာအသုံးချဖို့လိုပါတယ်တဲ့အဲ့လိုမျိုး game site ဖတ်ရင်လောကမှာအကြီးအကျယ်ဆုံးဆိုတဲ့ပုံကိုယ်တွေကကိုယ့်အရင်းနှီးဆုံးမိတ်ဆွေတို့မျိုးကိုအကြံကောင်းဉာဏ်ကောင်းပေးတဲ့ပုံကိုယ်တွေလိုမျိုးဖြစ်နေတွေ့ရပါလိမ့်မယ်တဲ့စာကြီးပေးကြီးပဲစာအုပ်ကြီးပဲဆွဆွနဲ့ဖတ်မိပြီဆိုရင်စိတ်သက်သာရစိတ်ချမ်းသာရပြီးတော့မှပို့ပြီးတော့မှကိုယ့်ရဲ့စိတ်ကိုအာဟာရတစ်ခုကျွေးသလိုမျိုးပို့ပြီးတော့တက်ကြွစေပါလိမ့်မယ်ကဘာပေါ်မှာစာအုပ်ကောင်းတွေဟာအကောင်းဆုံးမိတ်ဆွေပေါင်းတင်နေဖြစ်ပါတယ်တဲ့အသေးအဖွဲလေးနဲ့အချိန်ကုန်စီပဲနဲ့ကြီးမားတဲ့မေတ္တာစေတနာနဲ့အများအကျိုးတည်ဖို့ဆောင်ရွက်ဖို့ရည်မှန်းနေဆိုရင်ထူးထူးချွန်ချွန်ပြောင်းပြောင်းဆွမ်းဆောင်ရဲ့ပုဂ္ဂိုလ်ကြီးရဲ့ဇာတိပညာယူရပါမယ်အဲဒီပုဂ္ဂိုလ်ကြီးရဲ့အကြောင်းရေးထားတဲ့အထုပ်ပတိစာအုပ်လေးတွေကိုဖတ်ပြီးတော့မှသူတို့ရဲ့အကြောင်းတွေသူတို့ရဲ့ဘဝတွေနဲ့သူတို့ရဲ့ဆောင်ရွက်ချက်တွေကိုသိအောင်လုပ်ပြီးတော့ပညာယူရတယ်။ကောင်းပါတယ်။ဒါကြောင့်မို့လို့ကိုယ့်ရဲ့ညာနာအားကိုဖွင့်ပြချင်ရင်တော့စာအုပ်စာကောင်းတွေစာအုပ်စာပေကောင်းတွေဖတ်မယ်။ပညာလေးလာလိုက်စားဖို့အနည်းဆုံးမိနစ်30အချိန်ပေးမယ်။တရားထိုင်မယ်။စရဲ့အချက်တွေကိုလုပ်ပြီးတော့ကိုယ့်ရဲ့ညာနာအားကောင်းအောင်လုပ်ဆောင်လို့ရပါတယ်ရှင်။